တင်ရှင်ငါကိုလမ်းပြသည်ဘယ်တောင်တာရရှိသည်နေငါကိုလမ်းပြတော်မူရှင်အားယုံမှခြင်းရှိရမည်လားဤဘဝအသက်ရှင်သည်တွင်ဆုံးစံခြင်းမျိုးမျိုးတို့ပေဖြစ်စေနေဆလာတော်အခါကိုရောစီရင်တိုင်းဖြစ်ပါဖြစ်စေနေဆလာတော်အခါကိုရောစီရင်တိုင်းဖြစ်ပါကဲတင်ရှင်ငါကိုလမ်းပြသည်ဘယ်တောင်တရရှိသည်နေငါကိုလမ်းပြတော်မူရှင်အားယုံမှခြင်းရှိရမည်လားဤဘဝအသက်ရှင်သည်တွင်ဆုံးစံခြင်းမျိုးမျိုးတို့ပေဖြစ်စေနေဆလာတော်အခါကိုရောစီရင်တိုင်းဖြစ်ပါဖြစ်စေနေဆလာတော်အခါကိုရောစီရင်တိုင်းဖြစ်ပါကဲတင်ရှင်ငါကိုလမ်းပြသည်ထောင်မအားပေးလျက်နေပေချင်းကိုခံနိုင်ဖို့ရာကြွေတော်မူအသက်မုံမှာခွန်အားပြေလျက်မောပန်းချင်းကင်းတောက်လျက်နေသဆရဲ့တွေဘယ်လင်တော်ရှိမထွက်စီလေဝမ်းမြောက်ခြင်းစံရဲ့မြင်ပေဘယ်လင်တော်ရှိမထွက်စီလေဝမ်းမြောက်ခြင်းစံရဲ့မြင်ပေကဲတင်ရှင်ငါကိုလမ်းပြသည်ကိုရောချစ်အံဖွဲ့တီထက်ကောင်းကင်းအိမ်တော်တွင်ငြိမ်စွာနေစိတ်ငါဂတိတော်ထားလမ်းပြသည်အာမင်ကျွန်မတကယ်တော့ချီးမွမ်းတည်ဆိုဖို့အတွက်နားမယ်ဆိုပြီးတော့ပြောထားတာကြာပြီပေါ့ဘူးငြိမ်သက်ခြင်းရတာလားကျွန်မဒီတိုင်းပဲ church မှာလာပြီးတော့သူများတွေအစီအစဉ်လောက်တာကိုကြည့်ပြီးတော့ငြိမ်လေးထိုင်မယ်လို့ပေါ့ပိုခဏပြောတယ်ဒါပေမဲ့ပေါ့ပိုကလည်းအများအားသမီးဆိုပါပေါ့နော်အများအားပြောတယ်ဆိုတော့ဒီတစ်ခေါက်တော့မဆိုဘဲနဲ့ပတ်ပြေးနေလဲယောနာလိုငါးဝင်းထဲကိုရောက်မယ်ဆိုပြီးတော့ဖះကိုကြောက်တာနဲ့ပေါ့ပိုလည်းလေးစားတာနဲ့အဲ့ဒါနဲ့ပြန်ပြီးတော့ချီးမွမ်းတာပေါ့နော်ဆိုတော့ကျမတကယ်တော့ဒီပြီးခဲ့တဲ့တလားလောက်ကစပြီးတော့အရန်ငြိမ်သက်နဲ့ပဲဒီတိုင်းပဲကျမဖះเจ้าမှာထိုင်ချင်တာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုရှိတာgenerate တခြားလူတွေပေါ့နော် women တွေတော်လာကောင်း men တော်လာကောင်းတခြားလူငယ်ထဲမှာတော်လာကောင်းကျမတို့ပဲမဟုတ်ပဲနဲ့ဖះကိုတကယ်ချီးမွမ်းချင်တဲ့သူတခြင်းဆိုတာအရန်ဝါသနာပါတဲ့သူတကယ်စင်မွန်ပါဖြော်ဖြေချီးမွမ်းချင်တဲ့သူတွေရှိတယ်အဲ့ဒီလူတွေကိုလည်းကျမဖိတ်ခေါ်ပါတယ်ချီးမွမ်းဖို့ပေါ့နော်စင်ပေါ်မှာတက်လာဖို့အတွက်ကျွန်မဖိတ်ခေါ်ပါတယ်ပြီးတော့တယောက်တည်း
ဟိုမဖြစ်ရင်လည်းပဲကျမအတူတူ collab လုပ်ပြီးတော့ချီးမွမ်းချင်ပါတယ်ကျမတယောက်တည်းတော့ကျမစင်ပေါ်မတက်ချင်သေးဘူးပေါ့နော်ကျမအရင်ဒီတိုင်းပဲနေချင်တာဖြစ်တယ်တယောက်စီတိုင်းဖျားချင်ကောင်းချီးပေးပါစေ